ကဲ연습 라비 연습ဆိုတာဘာတော့လေ့ကျင့်ခန်း exercise ကိုပြောတာပါဟုတ်ပြီနော်အပေါ်မှာလည်းပြောခဲ့ပြီနော် 연습 okay လေ့ကျင့်ခန်း자ဖတ်ကြည့်မယ်그림ဟုတ်တယ်နော်그림을ကဲဒီမှာကြည့်မယ်အသက်ပါတဲ့အနောက်မှာအလိုက်နေတယ်အပါပြီဆိုရင်အဲ့ဒီအသက်တန်ကဘာသွားလို့ရမှာတော့အတန်သွားပြီးတော့ပေါင်းပေးရမယ်ဟုတ်ပြီအဲ့တော့ဘလို့အတန်ထပ်မှာတော့그림을ဖြစ်မယ်နော်မဟုတ်ဘဲနဲ့그림을 보고ကဲဒါလည်းရှင်းပြပြီးပြီစမ်းအပေါ်မှာ그림ဆိုတာပုံကိုပြောတာပါအောက်ကပုံတွေကိုပြောတာပါ그림을 을 갖고 본고 보고 보가 배야 라လို့ပြောထားတာတော့ 보다 지디ကနေလာတယ်လို့ပြောထားရင်နော် 보고ကပါတော့ 그리고ကနေလာပြီးတော့အဲ့တော့အတူကောက်ကိုယူထားတယ်အဲ့တော့ 보고 ဆိုတော့ကြည့်ပြီးတော့ 그림을 보고 ပုံကိုကြည့်ပြီးတော့တဲ့ 보기와 같이 보기와ဆိုတာဒီမှာဥပမာ보기가လည်းဥပမာပဲနော်보기가လည်းဥပမာပဲ 보기와 같이ဆိုတာတကယ်တော့လို့ပြောတာတကယ်တော့ဒီတပုံစံသေးကိုပြောချင်တာနော်တကယ်တော့ 같이ဒီမှာလဲ 갓이 လို့မဖတ်ပဲနဲ့เนาะအောက်မှာအနောက်မှာအသက်ပါတဲ့အနောက်မှာအလိုက်တဲ့အတွက်ကြောင့်သူ့ကိုလည်းအတန်သွားပေါင်းပေးရမယ်ကဲထကအတန်သွားပေါင်းတဲ့အချိန်မှာ t မဟုတ်ပဲနဲ့ချအတန်ပြောင်းသွားမယ်လို့ပြောထားတယ်เนาะဆမ်အဲ့ဆိုဘယ်လိုဖြစ်မှာတော့ 같이ချအတန်ဖြစ်သွားမယ်เนาะ 같이 အတိတ်ပဲကတကယ်တော့ okay တကယ်တော့이야기ဆိုတာအပြန်အလှန်စကားပြောဒီเนาะ 이야기အပြန်အလှန်စကားပြောတာကိုပြောတာเนาะ 이야기 해 보세요ဆိုတာကြည့်ပါအဲ့တော့ 이야기 하다 이야기 해ရှေ့က 이야기 해ကကြတော့စကားပြော보세요နဲ့ပေါင်းလိုက်တော့စကားပြောကြည့်ပါလို့ပြောတာ 이야기 하다 ဆိုစကားပြောဒီ나랑 이야기 하자အပေါ်မှာဆန်းပြောပြထားပြီเนาะ나랑 이야기 하자ငါနဲ့အပြန်အလှန်စကားပြောရအောင် okay အဲ့တော့ဒီမှာကျတော့ 이야기 해ဆိုတော့အပြန်အလှန်စကားပြော 보세요 ဆိုတာကြည့်ပါ 보세요 ဆိုတာကြည့်ပါเนาะအဲ့တော့ပေါင်းလိုက်တော့အပြန်အလှန်စကားပြောကြည့်ပါ okayရမယ်နော်ကဲပြောကြည့်မယ်ဒီမှာပုံကြည့်လိုက်ပါဦးပုံကဘာကတ်နော်ဒီမှာကတ်တကတ်လေးတွေ့နေအဲ့တော့အဲ့ကတ်ထဲမှာလူပုံလဲရှိတယ်ပြီးသူ့နာမည်ကဖတ်ကြည့်မယ်ဒီအရှိကအရင်ဖတ်ကြည့်မယ် 이름 တွေ့ရလားလာလအောက်မှာမတ်တက်နော် 이름 ဆိုတာနာမည်ကိုပြောတာနော် 이름ဆိုတာဘာတော့အမည်ကဘာတော့ 마이클 자 국적 가 오고 아마 같아서 국자 어저 아마 같아서 적 국적ဆိုတာနိုင်ငံကိုပြောတာသူနေတဲ့နိုင်ငံအဲ့တော့သူနေတဲ့နိုင်ငံကဘာလို့နိုင်ငံက영국ဆိုတာအင်္ဂလန်နော်အင်္ဂလန် okay UK ကဲနောက်တစ်ခု 직업 ကဖတ်ကြည့်မယ်ဂျာအီကြီးအောက်မှာကတ်တက်ကြီးကဲအသက်ပါတဲ့အနောက်မှာအလိုက်ပြီဆိုရင်သူ့ရဲ့အသက်တန်သွားမှပေါင်းမှဆိုရမယ်လို့ပြောထားရင်နော်သွားပေါင်းဆိုရမယ်အဲ့တော့ဘယ်လိုဖြစ်မှာတော့ 직업 မဟုတ်ဘဲနဲ့ 직업 ဖြစ်မယ်နော် 직업ဆိုတာအလုပ်အကိုင်ကိုပြောတာ 직업ဆိုတာဘာတော့အလုတ်အကိုင်အဲ့တော့သူလုတ်တဲ့အလုတ်ကိုင်ပါတော့ဆိုတော့기자တည်င်းနော်기자ပါတော့တည်င်းထောက်အပေါ်မှာချက်ခဲ့ပြီးပြီနော်ကဲဟုတ်ပြီကဲအပြန်လန်စကားပြောကြည့်မယ်
တတမီတို့ဘေးမှာရှိတဲ့သူတယောက်နဲ့ပြောကြည့်ပါနော်အတူတူတင်နေဆိုပိုကောင်းနေနော်ကဲဟုတ်ပြီမိုက်ခရင်ကဲမိုက်ခမှာအသက်ပါတဲ့အတွက်ကြောင့်မလို့နဲ့သုံးထားတယ်နော်အသက်ပါတဲ့အတွက်ကြောင့်ကဲတကယ်လို့အသက်မပါဘူးဆိုရင်ဘာနဲ့သုံးမှာတော့နန်အတိတ်ဘေကနော်ဘာတော့ဒီကမိုက်ခဒီမိုက်ခကအဲ့လိုပြောတာနော်ကဲအသက်ပါရင်နဲ့သုံးမယ်အသက်မပါရင်နဲ့သုံးမယ်ဟုတ်ပြီနော်အဲ့ဒါမှတ်ထားရမယ်နော်အဲ့တော့နောင်ရဲ့အနောက်မှာအမြဲတမ်းအဲ့ဒါလေးကပ်ပြီးမှရေးပြရမယ်ဟုတ်ပြီမိုက်ခရင်မီကုတ်မိုက်ကကတဲ့မီကုတ်ဆိုအမေရိကန်사람입니까? မိုက်ကကအမေရိကန်လူမျိုးဖြစ်ပါသလားမေးလိုက်ပြီကဲအဲ့ဆိုပြန်ဖြေမယ်ဘေးကတယောက်နဲ့ဘေးကတယောက်ပြန်ဖြေပေးပါ아니요 미국 사람ကဲဒီမှာ noun ရဲ့အနောက်မှာကဲ noun မှာအသက်ပါတယ်အသက်ပါတော့ဘာနဲ့လိုက်ရမှာတော့ ဟုတ်ပြီnoun မှာအမြဲတမ်း ကအသက်ပါရင်အသက်မပါရင်ကဒီမှာလဲ noun မှာအသက်ပါရင်အသက်မပါရင်အဲ့ဒါတွေတွဲပြီးမှရေးပြရတယ်နော်အဲ့တော့အင်္ဂလိပ်လို့ဆို verb to be ပေါ့အဲ့လိုပုံစံနော်အဲ့တော့ဟုတ်ပြီ사람이အသက်ပါတဲ့အတွက်ကြောင့်사람이တကယ်တော့အသက်မပါဘူးဆိုပါနဲ့ရေးမှာတော့ကโอเคအတိတ်ပဲပါတော့ကဒီเนาะအတိတ်ပဲကလူကဲဒီမှာ사람ဆိုတာဘာတော့လူမျိုးကလူမျိုးဒီမဟုတ်ပါဘူးအညိုးဆိုတာ no မဟုတ်ပါဘူးအမေရိကန်လူမျိုးကမဟုတ်ပါဘူးအမေရိကန်လူမျိုးမဟုတ်ပါဘူးလို့ပြောတာအဲ့တော့ဓာတ်ရဲ့အဓိပ္ပာယ်ပြန်မယ်ဆိုအမေရိကန်လူမျိုးကမဟုတ်ပါဘူးအဲ့လိုဖြစ်မှာဒါပေမဲ့ဒီမှာစီလျောင်ပြန်မယ်အမေရိကန်လူမျိုးမဟုတ်ပါဘူးအဲ့တော့ဘာလူမျိုးတော့영국 사람입니다အဲ့တော့အင်္ဂလန်လူမျိုးဖြစ်ပါတယ်ကဲအဲ့တော့တမီတို့ပြန်ပြောမယ်마이클은 선생님입니까? 마이클가 선생님과 바로 선생님과 바로 시야 맹글리손 시야마 옆자리손 시야 보노 시야 핏바들라 입니까? ဖြစ်ပါသလားအဲ့တော့မေးခွန်းမေးတဲ့အချိန်မှာအတန်မြင့်ပြီးမှမေးပြရမယ်နော်မိုက်ခရင်선생님입니까အတန်မြင့်ပြီးမှဆိုပြရမယ်အဆုံးသားလေးရောက်ပြီဆိုရင်အတန်မြင့်ပြီးမှဆိုပြရမယ်မိုက်ခရင်선생님입니까ပြောကြည့်မယ်မိုက်ခရင်선생님입니까မိုက်ကဆရာဖြစ်ပါသလားကဲပြန်ဖြေမယ်ဘေးကတယောက်ပြန်ဖြေမယ်아니요 no မဟုတ်ပါဘူး선생님이ကဲနောက်ရဲ့နောက်မှာအမြဲတမ်းပါလိုက်ရမှာတော့ကဲအသက်ပါရင်အသက်မပါရင်ကဟုတ်တယ်နော်အဲ့တော့အသက်ပါတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီ선생님이 아닙니다. မဟုတ်ပါဘူးကဲဘယ်သူတော့ဆိုတော့기자입니다. 기자ပါတော့သတင်းထောက်입니다. ဖြစ်ပါတယ်သတင်းထောက်ဖြစ်ပါတယ်လို့ပြောတာကဲရမယ်နော်တတမီတို့လိုက်ရေးနေလားလိုက်မှတ်မယ်နော်မြန်နေဆိုရင် Sam ကိုတခုခုပြောချင်တာရှိရင် comment မှာရေးပေးထားနော်အဲ့ဆို Sam ကသိနိုင်တယ် comment မှာမရေးပေးဆို Sam ကမသိနိုင်ပါဘူးတတမီမီတို့ဓာတ်ရိုက်မြင်ရတာမဟုတ်လို့လေ Sam ကို Sam ရေတင်တာမြန်တယ်ဒါမှမဟုတ် Sam ရေတင်တာနားမလို့ရှုပ်နေတာပဲအဲ့လိုမျိုးတွေရေးပေးနော် Okay
ကဲဟုတ်ပြီတတမီမီတို့ဒါလေးတွေလေ့ကျင့်ခန်းလုပ်ကြည့်ပါအောင် number 1 number 2 number 3ကဲအဲ့ဒါလည်းအပြန်အလှန်ပြောကြည့်လို့ရတယ်နော်ကဲပထမတစ်ယောက်က 이름နာမည်ကပါတော့နာနာတဲ့နာနာ국적가 바로နိုင်ငံကပါတော့중국တရုတ်လူမျိုးတဲ့직업ဆိုပါတော့직업အလောက်က학생ကျောင်းသားဖြစ်တယ်တဲ့ကဲအဲ့ဒါကိုလည်းအပေါ်ကနီးတူအပြန်လည်ပြောကြည့်မယ်နော်ကဲပြောကြည့်အောင် Sam တစ်ခုကဲ Sam နဲ့တစ်ခုပြောကြည့်မယ် 이름 the Michael နေရာမှာနာနာမည်ထိလိုက်ယူမယ်နော်ဟုတ်ပြီဟုတ်ပါပြီကဲ Sam နဲ့ဖြတ်ပြီးလိုက်မယ်ရှုံနေမှာဆိုလို့ကဲဟုတ်ပြီနာစားထိုးမယ်နာကဲနာမှာအသက်ပါလားမပါဘူးနော်မပါဘူးဆိုဘာနဲ့တုံးရမှာတော့နဲ့တုံးလို့ရလားမရအောင်နော်မဟုတ်ဘူးဘာနဲ့တုံးရမှာတော့နင်းဟုတ်ပြီအသက်မပါတဲ့အတွက်ကြောင့်နင်းနဲ့တုံးရမယ်နော်အဲ့တော့ဟုတ်ပြီ나는 미국 사람입니까? 디단 이라유면어 미국 사람입니까? 나나가 아메리칸 루묘라 아메리칸 루묘 호라 뭐 호부노 바로 뜨요 루묘 게 호비 에러 변피메 아니요 no 뭐 호바부 미국 사람이 아닙니다 디단 이라유메 미국 사람이 아닙니다. 아메리칸 루묘 호바부. 그럼 바 루묘로 중국. 오케이. 영국이야마 중국이메. 중국 샘레이밀라로. 중국 사람입니다. 하비. 게 떼요 루묘 핏바래. 게 나도 구 뺨미메. 게 마이크네마 바이마로 나나ကဲနာနာကအသက်မပါဘူးဒါကြောင့်နဲ့ရေးလို့မရဘူးဘာနဲ့ရေးမှာတော့နဲ့ရေးမယ်나나는 선생님입니까? 나나가 세아마 핏바달라ကဲ세아마라မဟုတ်ဘူးနော်ကျောင်းသားအဲ့တော့아니요 선생님이 아닙니다 부드러မဟုတ်ပါဘူးဆရာမမဟုတ်ပါဘူးဆိုတော့ဘသူတော့ចောင်းသားဖြစ်ပါတယ်လို့ရေးမယ်자 기자နေရာမှာ학생ចောင်းသားဖြစ်ပါတယ်ဆိုဘယ်လိုရေးမှာတော့နီမဆိုဘူးနော်ဒီနှစ်ခုပေါင်းမှအတန်ထွက်တဲ့အတွက်ကြောင့်မလို့입니다. 오케이. 게 짱다 핏바래လို့ပြောတာနော်ကဲတတမမီတို့ရေဘေးမှာဒီတစ်ခုလေးကိုလေ့ကျင့်ခန်းလုပ်ပြီးမှ Sam ကိုလောက်ထားတဲ့သူကဓာတ်ပုံရိုက်မှာ comment မှာပြပေးပါ Sam မှန်လားပြန်ကြည့်ပေးမယ်ဟုတ်ပြီနော်ကဲဘေးမှာလည်းဒီမှာတတမမီတို့ပုံဆွဲကြည့်မယ်ကဲကိုပုံကိုဆွဲကြည့်မယ်နော်စာအုပ်ထဲမှာဒီကပ်ပုံစံလေးလုံးမှာကိုယ့်ရဲ့ပုံစံဆွဲကြည့်ပါကိုယ့်ရဲ့ပုံလေးဆွဲပါဟုတ်ပြီကိုယ့်ရဲ့ပုံလေးဆွဲပြီးတော့ကိုယ့်ရဲ့နာမည်ရေးမယ်ပြီးတော့ကိုယ့်ရဲ့နိုင်ငံပြီးရင်ပါတော့ကိုယ့်ရဲ့အလုပ်အကိုင်ចောင်းသားဆိုចောင်းသားအခုចောင်းမတက်သေးဘူးဆိုရင်ကတော့ចောင်းမတက်သေးလို့မရှိတော့ဘူးเนาะအားလုံးចောင်းတက်မှာပဲเนาะโอเคចောင်းသားဆိုចောင်းသားဒါမှမဟုတ်ဘေးကတော်ကเนาะချူဘူးကပါတော့အိမ်ဖော်မဆိုအိမ်ရှင်မပြောတာအိမ်ဖော်မမဟုတ်အိမ်ရှင်မโอเคချူဘူးဆိုရင်ချူဘူးဝီစားဆိုရင်ဝီစားရေးကြည့်မယ်เนาะဒါမှမဟုတ်ကိုကြီးလိုက်ဖြစ်ချင်တဲ့ဒီအလုတ်ကင်ကိုချရင်းလေရတယ်ကဲအလုတ်ကင်ကြောင်းကဆန်းအပေါ်မှာတင်ပြီးတော့ရင်เนาะအဲ့ဒါလိုက်ကြည့်မှာဖြည့်ကြည့်ပါဟုတ်ပြီเนาะကဲနောက်ရက်မှာ Sam က speaking 말하기 2ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့တတမီတို့ရေဒီနေ့ကတော့ဒီလောက်ပါပဲเนาะအားလုံးဒီ Sam
ဒီမှာပြောပြထားပြီးတယ် Sam ဒီမှာပေးတဲ့အိမ်စာလေးလည်းရေးပြီးမှ comment မှာပို့ထားပေးပါ okay Sam ကြည့်ပေးပါမယ်အဲ့တော့Sam ကဒီ comment ဟိုကြည့်မှပဲတတမီမီလိုလေ့လာနေတယ်ဆိုတဲ့အရာကိုသိနိုင်မှာဖြစ်လို့ comment လေးနဲ့ Sam ကိုစကားပြောပေးပါ Sam ကတတမီမီတော့အားလုံးကိုခင်ပါတယ်ချစ်ပါတယ်နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာ Sam ဆက်လက်ပြီးတော့တင်သွားပေးမယ်နော်အားလုံးပဲတောင်းဝင်ကြည့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်친구들 안녕